နိုင်ငံတွေရည်မြစ်ချတဲ့ပဝန်းကျင်အသစ်နဲ့ရှင်သန်နေရတဲ့အခါအမေကလေးကိုသားလီအချိန်နိုင်မဲ့လွမ်းပူမိတဲ့လေပြန်လာခြင်းမဲ့လေဒီမညာမပြေဆုံးသေးလို့မိသားစုအခက်ခဲများကိုအပြေးလည်နိုင်ဆုံးပြောင်းအဖေနဲ့မိကိုသားထားခြင်းနဲ့လေအပြေးဆုံးသေးတဲ့ဘဝရင်အသွေးမှုဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာကနေအမေကလေးကိုလေသားတယောက်နေတိုင်းလွမ်းတဲ့အမေနိုင်ငံတွေရည်မြစ်ချတဲ့ပဝန်းကျင်အသစ်နဲ့ရှင်သန်နေရတဲ့အခါအမေကလေးကိုသားလီအချိန်နိုင်မဲ့လွမ်းပူမိတဲ့လေပြန်လာခြင်းမဲ့လေဒီမညာမပြေဆုံးသေးလို့မိသားစုအခက်ခဲများကိုအပြေးလည်နိုင်ဆုံးပြောင်းအဖေနဲ့မိကိုသားထားခြင်းနဲ့လေအပြေးဆုံးသေးတဲ့ဘဝရင်အသွေးမှုဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာကနေအမေကလေးကိုလေသားတယောက်နေတိုင်းလွမ်းတဲ့အမေအဖေရဲ့အမေရဲ့မိသားစုညီကိုမောင်နှမရွာကတငယ်ချင်းများလေအလုံးလေးချမ်းသာကြပါစေအမေစီဖုံးဆက်တဲ့အခါငါသားလေးအစဉ်ပြေရလားအစဉ်မပြေပြန်ခဲ့တော့လေအမေမြင့်သာရီသားနာလေးနဲ့အမေပြမလာရင်မူမေငွေမရှိတဲ့ဘဝကလူရမဝေးလို့ကြိုးစားပြီးတော့ငွေရှာမရစေတိုင်းတော်မြေမှာပြောလို့လည်းမဟုတ်ဘူးမေအနေခံရတဲ့ဘဝမှုမခံရင်စိတ်နဲ့အတင်းပြီးတော့ကြိုးစားအောင်မေရှင်မန်းချက်တွေပြေးတဲ့နေ့မှာအမေရှိတဲ့ညီမပြူအမေသားတယောက်အပြေးပြန်ခဲ့မယ်အမေနိုင်ငံတွေရည်မြစ်ချတဲ့ပဝန်းကျင်အသစ်နဲ့ရှင်သန်နေရတဲ့အခါအမေကလေးကိုသားလီအချိန်နိုင်မဲ့လွမ်းပူမိတဲ့လေပြန်လာခြင်းမဲ့လေဒီမညာမပြေဆုံးသေးလို့မိသားစုအခက်ခဲများကိုအပြေးလည်နိုင်ဆုံးပြောင်းအဖေနဲ့မိကိုသားထားခြင်းနဲ့လေဆုံးသေးတဲ့ဘဝရင်အသွေးမှုဒီတနေ့တော့သားကြိုးစားမယ်နိုင်ငံရဲ့ချာကနေအမေကလေးကိုလေသားတယောက်နေတိုင်းလွမ်းတဲ့အမေအဖေရဲ့အမေရဲ့မိသားစုညီကိုမောင်နှမရွာကတငယ်ချင်းများလေအလုံးလေးချမ်းသာကြပါစေအမေစီဖုံးဆက်တဲ့အခါငါသားလေးအစဉ်ပြေရလားအစဉ်မပြေပြန်ခဲ့တယ်လေ
အမေမြင့်တာတွေသာနာလေတဲ့အမေရမလာရင်မှုမေငွေမရှိတဲ့ဘောကလူရမဝေးလို့ကြိုးစားပြီးတော့ငွေရှာမရစေတိုင်းတစ်ပါးမြေမှာပြောလို့လည်းမဟုတ်ဘူးမေအနေခံရတဲ့ဘောမှုမခံရင်စိတ်နဲ့အတင်းပြီးတော့ကြိုးစားအောင်မေရှင်မချက်တွေပြေးတဲ့နေ့မှာအမေချီတဲ့ညီမမျိုးအမေသားတယောက်အပြေးပြန်